မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အတွေးပြောင်းရင်ခံစားမှုပြောင်းတယ်ဆိုတဲ့အကြောင်းအရာလေးကိုညှောက်ပေးလိုပါတယ်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ energy ပြည့်နေဖြတ်သန်းနိုင်ဖို့ကစိတ်ခံစားမှုကောင်းနေဖို့လိုပါတယ်စိတ်ခံစားမှုကောင်းခြင်းမကောင်းခြင်းကပြင်ပအခြေအနေတွေရဲ့တက်ရောက်မှုပေါ်မှာလည်းမူတည်ပါတယ်အထူးသဖြင့်တော့ပြင်ပအခြေအနေရဲ့တက်ရောက်မှုကိုတုံ့ပြန်ပုံအရာတယောက်နဲ့တယောက် emotion တွေကတော့ကွာသွားကြတာရှိပါတယ်တချို့ကကြုံလာနိုင်တဲ့အခြေအနေကိုစိတ်ပူပန်ရင်းနဲ့အချိန်ကုန်နေတယ်တချို့ကကြတော့ကြုံလာနိုင်တဲ့အခြေအနေကိုကြိုတင်ပြင်ဆင်လို့ရတဲ့အစီအစဉ်တွေချမှတ်ကြတယ်ပေါ့တချို့ကြတော့လေအစီအစဉ်ကြိုချမှတ်တဲ့အပြင်ပေါ့နော်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုတန်မာအောင်ကိုယ့်ရဲ့အတွေးကိုအပြုသဘောဘက်ပြောင်းယူလိုက်ကြတယ်စိတ်ပူပန်မှုကိုကင်တွင်တာနဲ့ပတ်သက်ရင်ဒီအပိုင်းမှာပေါ့နော်ဒီညီမတယောက်ပြောတာလေးသဘောကျမိပါတယ် life is game ပေါ့နော်ဆိုတော့အစကစိတ်တွေပူပန်နေပြီမဲ့ခေါင်းအေးထားပြီးတော့ဒီလိုအတွေးပြောင်းလိုက်တာနေရထိုင်ရတာကတော်တော်လေးပေါ့ပါဖြစ်သွားတယ်လို့သူကပြောတယ်ပေါ့ဘဝဆိုတာထိုက်ပွဲလို့အများပြောကြတယ်လို့ပဲပေါ့နော်ဘဝဆိုတာကစားကွက်တစ်ခုလို့သဘောထားနိုင်တာကလည်းကိုစိတ်ခွန်အားပေးနိုင်တဲ့ဤတနည်းဖြစ်ပါတယ်တစ်ခါတည်းအကျက်တဲတွေ risk တွေနဲ့တွေ့တဲ့အခါမှာဒါကိုဉာဏ်ရှိဝိရိယရှိနဲ့ဘယ်လိုကြော်လွှားနိုင်မလဲဆိုတဲ့အတွေ့နဲ့ကိုစိန်ခေါ်ပြီးတော့ရှင်သန်နိုင်တာကလည်းလက်တွေ့ကြပါတယ်ဘဝဆိုတာကစားကွက်တစ်ခုပါပဲမင်းဘယ်လိုကစားသလဲပုံမှာမူတည်ပါတယ်လို့ဒီပြောရတဲ့သူတွေရှိရတယ်ပေါ့နော်ဆိုတော့ကိုဘယ်လိုတွေးတဲ့ကအရေးကြီးတယ်အတွေ့ပြောင်းရင်ခံစားမှုတွေလို့ပြောင်းနိုင်ပါတယ်ဆိုတဲ့အကြောင်းအရာလေးကိုကိုယ်တိုင်ဆင်ခြင်လို့ရအောင်ねကျွန်တော်ရဲ့ follower တွေကိုလည်းဆင်ခြင်လို့ရအောင်ဆရာဟင်းသွဲလေးရာလေးကိုမျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်မိတ်ဆွေရဲ့ထင်မြင်ချက်ကိုလည်းကောင်းကောင်းမှတ်ချက်ရေးသွားနိုင်တယ်အဆုံးထိကြည့်ရှုပြီးတဲ့အတွက်လည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ